ဒါကဘာလဲလို့ကျိုးမင်ကမတင်ကားတဲ့မျက်ဝန်းတွေနဲ့မှတ်တမ်းစာအုပ်ကိုကြည့်ပြီးမေးလိုက်တယ်။ကျိုးချန်ကမှတ်တမ်းစာအုပ်ကိုလှန်လိုက်ပြီးဒါကကျွန်တော်နဲ့ရွှေကြက်လက်ထပ်ခဲ့တဲ့ဒီ3နှစ်တာအတွင်းမှာအိမ်မှာသုံးခဲ့သမျှအသုံးစရိတ်မှတ်တမ်းတွေပဲရွှေကြက်ကတပြားတစ်ချက်မကျန်တည်တည်ချာချာမှတ်ထားတာသူကစာမျက်နှာတစ်ခုကိုလှန်ပြီးဖတ်ပြလိုက်တယ်။မနစ်ကအော်တိုဘာလတုန်းကအမကြီးအမကကလေးချောင်းတက်ဖို့အတွက်လက်တော့ကွန်ပျူတာကောင်းကောင်းတစ်လုံးဝယ်ခြင်းနဲ့ဆိုလို့အမေကကျွန်တော်တို့စီကနေပတ်စံရွံ1000ယူပြီးအမကိုပေးခဲ့တယ်ပြီးခဲ့တဲ့နှစ်တကူလုံးကအမလက်အမကပတ်စံ9000နဲ့အိတ်တလုံးကိုသဘောကျလို့ဆိုပြီးပြောတော့အမေကဘာမှမစင်စားပဲကျွန်တော်တို့ရဲ့နေ့စဉ်စားစရိတ်ထဲကနေအမစီလွှဲပေးခဲ့တယ်မနစ်ကနွေရာသီတုန်းကအမကြီးအိမ်ပြင်တာပတ်စံ3000လိုနေတယ်ဆိုတော့လေအမေကပဲအရှိကနေမှစပေးလို့ကျွန်တော်တို့ထုတ်ပေးခဲ့ရတယ်ဒီနှစ်အစပိုင်းမှာအမလက်အမသားဝါဒနာပါရတင်တန်းတက်ဖို့အတွက်1000အမေကကျွန်တော်တို့ကဦးလေးနဲ့အတော်တွေဖြစ်လို့မဖြစ်မနေစိုက်ထုတ်ပေးရမယ်လို့ပြောခဲ့တယ်ကျိုးချန်ကတခုချင်းစီကိုအသေးစိတ်ဖတ်ပြနေခဲ့တယ်သူတခုဖတ်ပြတိုင်းကျိုးမင်းနဲ့ကျိုးဝေတို့ရဲ့မျက်နှာတွေကပို့ပြီးတော့ပြက်လာခဲ့တဲ့ဒီကိစ္စတွေကိုသူတို့လည်းမှတ်မိတာပေါ့ဒါပေမဲ့ကျမတို့ဘက်ကဒါတွေအားလုံးကိုစည်ရင်းလုပ်ပြီးမှတ်ထားလိုက်မယ်လို့သူတို့လုံးဝထင်မထားခဲ့ကြဘူးဒီ3နှစ်အတွင်းမှာအမတို့ကအကြောင်းပြချက်အမျိုးမျိုးနဲ့ကျွန်တော်တို့စီကနေတိုက်ရိုက်ယူသွားတဲ့ပတ်စံစုစုပေါင်း9800ရှိတယ်ဒါဟာအမတို့အိမ်ပြန်လာတိုင်းရေခဲတတာတွေကပစ္စည်းတိုးလောင်ခန်းတွေကနေယူသွားတတ်တဲ့စားစရာတောက်စရာနဲ့အသုံးအဆောင်ပစ္စည်းတွေကိုထင်မတွက်ရသေးဘူးနော်အဲ့ဒါတွေအားလုံးကကျွန်တော်တို့ပတ်စံနဲ့ဝယ်ထားတာမဟုတ်ဘူးလားကျိုးချန်ကခေါင်းမော့လိုက်ပြီးသူ့ရဲ့မျက်ဝန်းတွေကထက်မြက်တဲ့ဓာတ်တစင်းလိုသူတို့ကိုစိုက်ကြည့်လိုက်တယ်အမတို့ကအမေကိုပတ်စံ1000နဲ့လက်စွပ်တကွင်းဝယ်ပေးပြီးတော့ကိုသားသမီးကောင်းတွေလို့ထင်နေကြတာလားအမတို့ကကျွန်တော်တို့ရဲ့9800နဲ့ဝယ်ယူထားတဲ့မိဘအပေါ်တိတက်မှုကိုသုံးဆွဲနေရတာလက်မပူကြဘူးလားအခန်းထဲမှာတေလူလိုတိတ်ဆိတ်သွားခဲ့တယ်ကျိုးမင်းနဲ့ကျိုးဝေတို့ရဲ့မျက်နှာတွေကရှက်ကိုရှက်ကန်နဲ့နီးလိုက်ပြလိုက်ဖြစ်နေခဲ့ရတော့တယ်သူတို့ပါဆက်တွေဟနေကြပေမဲ့စကားတစ်လုံးမှပြန်မချေပနိုင်ခဲ့ကြဘူးဘာဖြစ်လို့လဲဆိုတော့မှတ်တမ်းစာအုပ်ထဲမှာစာသားတွေပြင်ပတ်စံလွှဲထားတဲ့မှတ်တမ်းတွေကိုပါအထင်ရှားကတ်ထားလို့ပဲဖြစ်တယ်တက်တွေကကြောက်စာလိုခိုင်မာနေခဲ့ပြီလေလီရှိုလန်ကလည်းကြောင်အန်းသွားခဲ့ရတယ်သူကအဲ့ဒီမှတ်တမ်းစာအုပ်ကိုကြည့်နေတာဟာဘီလူတရဲတကောင်ကိုကြည့်နေရတယ်လို့ပဲသမီးတွေအဆင်ပြေဖို့အတွက်တားနဲ့ချွေးမအပေါ်ခေါင်းပုံဖြတ်ပြီးထောက်ပံ့ပေးခဲ့တာတွေဟာဒီလောက်အထိတွေးထွက်တန်ယူဆန်ဆန်မှတ်တမ်းတင်ခံထားရလိမ့်မယ်လို့သူလုံးဝတွေးမိမှာမဟုတ်ပါဘူးအချိန်တော်ကြာအောင်သူဟာမျှခြေတစ်ခုကိုပပနက်နက်ထိမ့်သိမ်းထားခဲ့တာဖြစ်တဲ့တားနဲ့ချွေးမကိုညှစ်ထုတ်ပြီးသမီးတွေရဲ့လောဘကိုဖြည့်ဆည်းပေးခဲ့တာပေါ့အခုတော့ဒီမှတ်တမ်းစာအုပ်ကသူ့အသေးချာတိဆောက်ထားတဲ့လှည့်စားမှုကဘာကြီးကိုအပိုင်းပိုင်းအစအနဖြစ်အောင်ရိုက်ခွဲပစ်လိုက်ပြီးသူဟာရှုံးနေတဲ့မိခင်တူဖြစ်ုံတင်မကပဲတခိုးတယောက်လည်းဖြစ်နေခဲ့ပြီးကိုသားရဲ့ပတ်စံကိုခိုးပြီးသမီးတွေကိုကျွေးမွေးနေတဲ့တခိုးတယောက်ပေါ်ဒီလိုအရှက်တရားကြီးမှမှုကသူ့ကိုမြေမြုပ်မတက်ခံစားရစေခဲ့တယ်နင်တို့ကသူကကျမတို့ကိုလက်ညှိုးထိုးပြီးပြောတယ်သူ့လက်ချောင်းတွေကစောင်းဦးလေးတွေကတရွက်ချောက်တွေလိုတုံရင်နေခဲ့တယ်နင်တို့ကငါ့ကိုတေအောင်တွန်းပို့နေတာပဲပြောပြီးတာနဲ့သူ့မျက်လုံးနှလုံးလန်သွားပြီးအနောက်ကိုတန်တန်မတ်မတ်ကြီးလဲကျသွားခဲ့တော့တယ်သူကနီလန်းဟောင်းကြီးအတိုင်းဟန်ဆောင်ပြီးတတိလစ်ပြပြန်ပြီးပေါ့လီရှိုလန်တတိလစ်ဟန်ဆောင်တဲ့တရုတ်ဆောင်ချက်ကတော့အော်စကာဆုရမင်းသမီးကြီးတွေရှုံးရလောက်အောင်အချိန်ကိုကွက်တိတွက်ချက်နိုင်လို့ပါတယ်သူ့ရဲ့မျက်နှာဖုံးတွေအားလုံးကွာကြပြီးစင်းစရာလမ်းမရှိတော့တဲ့အဲ့ဒီအချိန်မှာပဲကျိုးမင်းနဲ့ကျိုးဝေတို့ကချက်ချင်းသဘောပေါက်ပြီးသူ့စီပြေးကပ်သွားကြတယ်အမေဘာဖြစ်တာလဲမြန်လူနာတင်ကားခေါ်ပေးကြပါဦးမောင်လေးနင်ကဘာရက်ကြည့်နေတာလဲသူတို့နှစ်ယောက်ထဲကတယောက်ကနှာခေါင်းနဲ့နှာခမ်းကြားကိုအတင်းဖိထားတယ်နောက်တစ်ယောက်ကတော့အော်ဟစ်ငိုယိုကတအိမ်လုံးစူညံပွက်လောရိုက်သွားခဲ့ရတော့တယ်ကျိုးချန်ကတော့မူလနေရာမှာပဲတစ်ချက်မှမလုပ်ပဲရက်နေခဲ့တယ်သူချမ်းပြင်ပေါ်မှာလဲနေတဲ့မိခင်နဲ့ပြပြတလဲဖြစ်နေတဲ့အမနှစ်ယောက်ကိုကြည့်နေတဲ့မျက်ဝန်းထဲမှာတော့အတိုင်းအဆမရှိတဲ့ပင်ပန်းနွမ်းနယ်မှုတွေပဲကြန့်ရှိနေကြတော့တယ်တော်ပါတော့ဟမ်မဆောင်ပါနဲ့တော့သူကအေးဆေးစွာပဲစကားဆိုလိုက်တယ်အိမ်ကချမ်းပြင်ကအေးတယ်အမေကလည်းအသက်ကြီးပြီဆိုတော့အကြာကြီးလဲနေရင်ကျမကြီးထိခိုက်လိမ့်မယ်ကျိုးမင်းနဲ့ကျိုးဝေတို့ရဲ့လှုပ်ရှားမှုတွေတန့်သွားခဲ့တယ်သူတို့ကကျိုးချန်ကိုအံ့ဩမင်သက်စွာကြည့်လိုက်ကြတယ်ကျမ်းပြင်ပေါ်ကလီရှိုလန်ရဲ့မျက်တောင်လေးတွေလည်းအနှဲငယ်တုန်ခါသွားတယ်လို့ပဲကျိုးချန်ကသူတို့ရဲ့တုတ်ပြန်မှုကိုဂရုမစိုက်ပဲကျမဘက်ကိုလှည့်ပြီးပြောတယ်ကျွန်တော်တို့ပစ္စည်းတွေဆက်သိမ်းပြီးအိမ်ပြောင်းကြရအောင်အိမ်ပြောင်းတဲ့ကားလည်းရောက်တော့မယ်ကျမခေါင်းကြီးပြလိုက်တယ်ကျမတို့နှစ်ယောက်ဟာဘေးလူမရှိသလိုမျိုးအိတ်ခမ်းထဲကိုဝင်ပြီးဗီဒီယိုထဲမှာဝတ်ထားတဲ့ချင်းတောင်းအိတ်ကြီးတွေနဲ့စက်ကူတက်တာတွေကိုထုတ်ကအဝတ်စားတွေကိုတစ်ထည်ချင်းစီစတင်ထည့်ကြတော့တယ်အခန်းထဲမှာတော့ကျိုးမင်းနဲ့ကျိုးဝေတို့ဟာတယောက်မျက်နှာတယောက်ကြည့်နေကြတယ်အမေဖြစ်သူတတိလစ်လဲကြတာကိုမြင်ရပါလျက်နဲ့ဘာမှမဖြစ်သလိုအေးအေးဆေးဆေးနေနိုင်တဲ့သားဖြစ်သူကိုသူတို့ဘဝမှာပထမဦးဆုံးအကြိမ်မြင်ဘူးတာဖြစ်လို့သူတို့ရဲ့အတိဝင်တွေပါပျောက်ဆုံးနေခဲ့ကြပြီးသူတို့ရဲ့ဇညုံကကမောက်ကမဖြစ်သွားခဲ့ရပြီးအနေရခက်တဲ့အငွေးသက်တွေကအခန်းထဲမှာပြန့်နှံ့နေခဲ့တယ်နောက်ဆုံးမှာတော့ကျိုးမင်းတယောက်ဆက်ပြီးအောက်မထားနိုင်တော့ပဲအိတ်ခမ်းတကားဝစီပြေးလာပြီးအော်ဟစ်တော့တယ်ကျိုးချန်နေယူသွားပြီလားအမေကဒီလိုဖြစ်နေတာကိုနင်ကအိမ်ပြောင်းဖို့စိတ်ကူးရှိသေးတယ်ပေါ့ဟုတ်လားကျိုးချန်ကခေါင်းမောမကြည့်ပဲအဝတ်စားတွေကိုခောက်ရင်းပြန်ပြောတယ်သူတကယ်တခုခုဖြစ်ရင်အမားတို့လူနာတင်ကားကိုပဲဖုံးဆက်လိုက်ပါစေဖိုးဝါခတဲ့ကကျွန်တော်ကြက်ခံရမယ့်အပိုင်းကိုတော့တပြားမှရှော့မှာမဟုတ်ဘူးဒါပေမဲ့ဒီလိုနီးလန်းနဲ့ကျွန်တော်ကိုတားဆီးဖို့ကြိုးစားတာဆိုရင်တော့မဖြစ်နိုင်ဘူးသူ့ရဲ့လေတံကဘာလိုင်းတပိုးမှမရှိပဲအေးဆေးလုံးနေခဲ့တယ်အဲ့ဒီလိုအေးဆေးလုံးနေတဲ့စကလုံးတွေကပဲကျိုးမင်းနဲ့ကျိုးဝေတို့ကိုတကယ်ကြောက်ရွံ့မှုကိုခံစားရစေတာဖြစ်တယ်သူတို့သဘောပေါက်လိုက်ပြီကျိုးချန်ကစိတ်ကောက်ပြီးရန်ဖြစ်နေတာမဟုတ်ဘူးသူကတကယ်ကိုဒီမိသားစုကိုစွန့်ခွာပြီးဘာမှမပတ်သက်တော့ဘူးဆုံးဖြတ်လိုက်တာပဲဖြစ်တယ်ကျမ်းပြင်ပေါ်ကလီရှိုလန်လည်းဒီစကားကိုကြားသွားပုံရပြီးဖြည်းဖြည်းချင်းနိုးလာခဲ့တယ်ကျိုးဝေရဲ့တွဲထူမှုနဲ့အတူတုံတုံချီချီနဲ့ထထိုင်လိုက်ပြီးရေငါ့ကိုရေပေးဦးတို့အားအိမ်မရှိတဲ့အတန်နဲ့ပြောရှာတယ်ကျိုးဝေကရေသွားခတ်ပေးနေတော့ကျိုးမင်းကတော့ကျမတို့အိတ်ခမ်းဝါမှာရက်ပြီးပစ္စည်းတွေကိုအမြန်ထုတ်ပိုးနေတာကိုစိုက်ကြည့်နေခဲ့တယ်သူ့ရဲ့မျက်ဝန်းတွေကဒေါသကနေတဆင်မုန်းတီးမှုတွေဖြစ်ပြောင်းလဲသွားခဲ့တယ်ကောင်းပြီလေကျိုးချန်နဲ့တော်တော်ရက်စက်တာပဲနင်အပြင်ပြောင်းချင်တယ်မဟုတ်လားရတယ်လေသူကအခန်းထဲကိုဝုန်းကနေပြေးဝင်လာပြီးကျမတို့ဘေးနာကလက်ဝဲရတနာဘူးကိုအတင်းလူယူလိုက်တယ်ဒီပစ္စည်းတွေကငါတို့ကျိုးမိသားစုပစ္စည်းတွေ
နေယူသွားလို့မရဘူးအဲ့ဒီထဲမှာရှိတဲ့ပစ္စည်းတွေကကျမမင်္ဂလာဆောင်တော့ကကျမမေကဝယ်ပေးခဲ့တဲ့ရွှေထည်လေးတွေဖြစ်တယ်ကျမမျက်နှာပြတ်သွားပြီးထားရက်လိုက်တယ်ကျိုးချံလည်းလက်ထဲကအလုပ်ကိုရက်လိုက်ပြီးမျက်ဝန်းတွေအေးဆက်သွားခဲ့တယ်အမကြီးပစ္စည်းကိုပြန်ချထားလိုက်ဘာဖြစ်လို့ချရမှာလဲကျိုးမင်ကရတနာဘူးကိုရင်ခွင်ထဲမှာအတင်းပိုက်ထားပြီးဒါတွေကအမေကနင်တို့ကိုဝယ်ပေးခဲ့တာအခုနင်တို့ထွက်သွားခြင်းနဲ့ဆိုရင်ဒီပစ္စည်းတွေကိုထားခဲ့ရမယ်ကျမစိတ်တူတူနဲ့ရေလိုက်မိတယ်အမရဲ့ဘယ်မျက်စိနဲ့မြင်လို့ဒါတွေကအမတို့အမေဝယ်ပေးတာလဲဒီထဲကပစ္စည်းတိုင်းမှာပေါက်ချရှိတယ်အဲ့ဒီပုံမှာရေးထားတာကကျမအမေရဲ့နာမည်ပဲအမကအခုတပြတိုက်နေတာလားဘာဓာပြတိုက်တာလဲငါအမေအတွက်ငါတို့မိသားစုပစ္စည်းတွေကိုပြန်ယူပေးတာကျိုးမင်ကအတင်းချေပိုးပြီးစင်ချေပေးတော့တယ်ကျိုးခွေကလည်းဘေးကနေဝင်ပြီးရောရောင်အောင်ဟစ်တယ်ဟုတ်တယ်ငါတို့မိသားစုပစ္စည်းတွေကိုအပြင်လူတယောက်ကိုတခုမှယူခွင့်မပေးနိုင်ဘူးသူတို့ကပြောဆိုနဲ့ကျမတို့ထုတ်ပိုးထားတဲ့တစ်တာတွေကိုအတင်းလာငွေဖို့လုပ်ကြတော့တယ်ဒါကတော့မျက်နှာပြောင်တိုက်ပြီးအတင်းအဓမ္မလူယူတော့မယ်သဘောပဲဖြစ်တယ်တော်ဆန်းကျိုးချံကဒေါသတကြီးအော်ဟစ်လိုက်တာကြောင့်အခန်းထဲကလူအားလုံးရက်တန့်သွားခဲ့ကြရတယ်သူကရှေ့ကိုတလန့်တက်ပြီးကျိုးမင်ရဲ့ရင်ခွင်ထဲကရတနာဘူးကိုအတင်းဆွဲလူလိုက်တယ်သူ့ရဲ့ခွန်အားကပြင်းလွန်းတာကြောင့်ကျိုးမင်ခမရအနောက်ကို2လမ်းလောက်ရိန်ထိုးပြီးဆုတ်သွားခဲ့ရတယ်ကျိုးချံကရတနာဘူးကိုကျမလက်ထဲထည့်ပေးပြီးအဲခန်းထဲကိုထွက်ကဖုန်းကိုထုတ်ပြီးရဲစခန်းဖုန်းကိုဓာတ်ရိုက်နှိပ်လိုက်တော့တယ်သူကလူအားလုံးရဲ့ရှေ့မောက်မှာတင်ဖုန်းထဲကိုစကားပြောလိုက်တယ်ဟဲလိုရဲစခန်းလားခမရကျွန်တော်တိုင်ချက်ဖွင့်ခြင်းလို့ပါလိပ်စာကတော့အခုဒီမှာလူတစုကအိမ်ထဲကိုအတင်းဝင်ပြီးတပြားတိုက်လူရက်နေလို့ပါကျိုးမင်ကျိုးဝေနဲ့အခုမှအတိပြန်ဝင်လာတဲ့လီရှိုလန်တို့အားလုံးကြောင့်အန်းသွားခဲ့ကြရတယ်ကျိုးချံကတကယ်ကြီးရဲတိုင်လိုက်မယ်လို့သူတို့အိမ်မက်တောင်မမဖူးကြပါဘူးအိမ်တွင်းရဲ့အရှုပ်ထုတ်ကိုအပြစ်မထွက်စေရဘူးဆိုတဲ့စကားအတိုင်းရဲစခန်းအထိရောက်သွားရင်သူတို့မျက်နှာဘယ်နာသွားထားရမလဲကျိုးချံနင်ဘာလုပ်တာလဲဖုန်းကိုမြန်ချလိုက်လီရှိုလန်ကထိုင်ကုန်ပေါ်ကနေလမ်းဖြတ်ပြီးထခုန်တော့တယ်နေယူနေပြီလားအဲ့ဒါနင့်ရဲ့အမအရင်တွေလေကျိုးချံကသူ့ကိုဂယုမဆိုင်ပဲဖုန်းထဲကိုဆက်ပြောနေခဲ့တယ်ဟုတ်ကဲ့ခင်ဗျာသူတို့အခုလောလောဆယ်အခင်းဖြစ်ပွားတဲ့နေရာမှာပဲရှိနေကြပါတယ်ကျိုးမင်နဲ့ကျိုးဝေတို့လုံးဝလက်ဖြတ်သွားကြပြီးကျိုးချံရဲ့ဖုန်းကိုလူဖို့အတွက်ပြေးဝင်လာကြတယ်အဲ့ဒီအချိန်မှာပဲအင်းရှိတကားကလူခေါ်ပဲတန်တီတောင်ဆိုပြီးညီလာခဲ့တယ်အဲ့ဒီတာရတဲ့ဘဲတန်ဟာသူတို့အတွက်တော့ဘဝရဲ့နောက်ဆုံးသေးမင်းခေါင်းလောင်းတန်လိုပဲဖြစ်နေခဲ့တော့တယ်ကျမတကားစီလျှောက်သွားပြီးဖွင့်လိုက်တဲ့အခါတကားဝမှာကုမ္ပဏီယူနီဖောင်းဝတ်ဆင်ထားတဲ့အလုပ်သမား2ယောက်ရက်နေတာကိုတွေ့ရတယ်မင်္ဂလာပါခင်ဗျာအိမ်ပြောင်းဖို့အတွက်ကြိုတင်ချိတ်ဆက်ထားတဲ့ကုမ္ပဏီကပါခင်ဗျာကျမခေါင်းကြီးပြပြီးသူတို့ဝင်လာဖို့ဘေးကိုဖယ်ပေးလိုက်တယ်ဟုတ်ကဲ့ပါအကိုတို့ပစ္စည်းတွေကအိတ်ခမ်းထဲမှာအစင်သင့်ရှိပါတယ်ကူညီပေးပါဦးနော်အိမ်ပြောင်းကူမဲ့အလုပ်သမားတွေအိမ်ထဲဝင်လာတဲ့အချိန်မှာပဲအခန်းထဲကရုံရင်းဆန်ခတ်ဖြစ်နေတဲ့ပြဆက်ကြီးဟာချက်ချင်းရက်တန့်သွားခဲ့ရတော့တယ်ကျိုးမင်နဲ့ကျိုးဝေတို့ဟာအနဲ့အတို့ခံလိုက်ရတယ်လို့မျိုးမက်တက်ကြီးတောင်းနေခဲ့ကြတယ်လီရှုလန်ကတော့ပါဆက်အဟောင်းသားနဲ့မျက်နှာတစ်ခုလုံးဖြူဖြောနေခဲ့ရှာတယ်ကျိုးချံကဖုန်းကိုချလိုက်တယ်သူကတကယ်ကြီးရဲတိုင်ခဲ့တာမဟုတ်ပဲသူတို့ကို6လန့်လိုက်ယုံတင်ဖြစ်ပါတယ်ဒါပေမဲ့ तू တိတာတစ်ခုကတော့ तू အဲ့ဒီကနန်း3လုံးကိုနှိပ်လိုက်ကြတဲ့ကဒီအိမ်ကို तू ဘယ်တော့မှပြန်လာလို့မရတော့ဘူးဆိုတာပါပဲအိမ်ပြောင်းကူတဲ့အလုပ်သမားတွေကအရန်ကျွမ်းကျင်ပြီးလက်တွက်ကြပါတယ်တက်တာတွေကိုတစ်လုံးပြီးတစ်လုံးအိတ်ခမ်းထဲကနေတဲထုတ်သွားကြတယ်ကျမတို့ရဲ့ဘဝအမတ်တရရိတ်ချီတွေပြည့်နေခဲ့တဲ့အခန်းလေးဟာတဖြည်းဖြည်းနဲ့လူလင်းတောက်ပါပြီးဗလာချင်းလာခဲ့တယ်ယေရှုလန်နဲ့သူ့ရဲ့သမီး2ယောက်ကတော့မျက်တောင်မခက်တန်းငေးကြည့်နေခဲ့ကြရတယ်အိမ်ကြီးတစ်အိမ်လုံးတဖြည်းဖြည်းဗလာချင်းသွားတာကိုကြည်ရင်သူတို့ရဲ့သားဖြစ်သူသူတို့ရဲ့မောင်ဖြစ်သူကသူတို့ဘဝထဲကနေနောက်လက်မကြည့်ပဲထွက်ခွာသွားတာကိုဒီအတိုင်းပဲရက်ကြည့်နေခဲ့ကြရတော့တယ်နောက်ဆုံးတစ်တာတစ်လုံးကိုကားပေါ်တင်ပြီးတဲ့နောက်ကျိုးချံကကျမလက်ကိုဆွဲပြီးတကားဝမှာရက်လိုက်တယ်သူလွန်ခဲ့တဲ့အနှစ်30လုံးရှင်တန်ကြီးပြင်းခဲ့တဲ့နေရာကိုနောက်ဆုံးအကြိမ်ဖြစ်လှည့်ကြည့်လိုက်တယ်သူ့ရဲ့အကြည့်တွေကမုံတိမှုတွေပြည့်နေနေတဲ့အမ2ယောက်စီကနေတဆင့်နောက်ဆုံးမှာတော့စိတ်ဝိညာဉ်ပျောက်ဆုံးနေတဲ့မိခင်ဖြစ်သူစီမှာရက်တန့်သွားခဲ့တဲ့သူဘာတခုမှမပြောခဲ့ပါဘူးတကားကိုဖြည်းဖြည်းချင်းပဲပြန်ပိတ်လိုက်တယ်ကလစ်ဆိုတဲ့အတန်နဲ့အတူကဘာနှစ်ခုကိုအပီးတိုင်ခြားနာပစ်လိုက်တော့တယ်အိမ်ပြောင်းကုမ္ပဏီကားပေါ်မှာထိုင်ရင်ပြတင်းပေါက်အပြင်ဘက်ကနောက်ဆုတ်ကျန်ခဲ့တဲ့ရှုခင်းတွေကိုကြည့်ရင်းနဲ့ကျမကျိုးချံရဲ့လက်ကိုအမိရဆုပ်ကင်ထားလိုက်တယ်သူ့ရဲ့လက်ဖွားလေးတွေကအေးဆက်နေခဲ့တယ်သူ့ရင်ထဲမှာဘလောက်အထိဝမ်းနေနေမလဲဆိုတာကျမသိတာပေါ့ဒါပေမဲ့ကျမသိတာတစ်ခုကတော့ဒီနေ့ကစပြီးသူဟာတကယ်လွတ်လပ်ခွင့်စစ်ကိုရရှိသွားခဲ့ပြီဆိုတာပါပဲညနေဆောင်မှာတော့ကျမတို့အသစ်ငှားထားတဲ့အိမ်လေးထဲမှာရက်နေခဲ့ကြတဲ့အိတ်ခမ်းတစ်ခမ်းဧခမ်းတစ်ခမ်းပဲရှိပြီးတိတ်မကြီးပေမဲ့နှွေးထွေးလွန်းလာပါတယ်နေဝင်ရိုးကြီးရဲ့နောက်ဆုံးနေအောင်ကြီးကတန်ရှင်းတဲ့သတင်းပေါက်ကနေတဆင့်ကျမ်းပြင်ပေါ်ကိုဖျားကျနေခဲ့တဲ့အိမ်ထဲမှာဘာရန်ပွဲမှမရှိဘာတွက်ကပ်မှုမှမရှိပဲတိတ်ဆိတ်ချင်းတွေနဲ့ကျမတို့2ယောက်ရဲ့အနာဂတ်ရနံ့တွေပဲပြည့်နေနေခဲ့တယ်ကျိုးချံကကျမကိုအနောက်ကနေတိုင်းခတ်လိုက်ပြီးရွှေချမ်းကျွန်တော်တို့မှာကိုပိုင်အိမ်လေးရှိပြီးနော်ကျမတို့အိမ်အသေးရဲ့ပထမဦးဆုံးပိတ်ရက်မနက်ခင်းဟာငွေးကြိုင်လာတဲ့ဟင်းချက်နက်လေးတွေနဲ့အတူစတင်နိုးထလာခဲ့တဲ့ကျိုးချံကမနက်စောစောထသွားခဲ့တာဖြစ်ပြီးသူ့မိဖို့ချောင်းထဲမှာကလေးတယောက်လိုပုံစံမကျတကျနဲ့ကြက်ဥကြော်ကိုစူးစမ်းနေခဲ့တာပဲနေအောင်ကြီးကပြတင်းပေါက်ကနေဖြာချပြီးသူ့ရဲ့ကြောပြင်လေးကိုရွှေအိုရောင်နားတက်လေးဖြစ်စေခဲ့တယ်ဘာရန်ပွဲမှမရှိဘာတွက်ကပ်မှုမှမရှိဘာကာကွယ်တားဆီးမှုမှမရှိတဲ့ကဘာလေးပေါ့ကျမမိဖို့ချောင်းတကားဝမှာမိရဲရင်သူ့ရဲ့ကြောပြင်ကိုကြည့်ပြီးဒါဟာတကယ်ဘဝရဲ့တဘာဝအလှတရားပဲလို့ရုတ်တရက်ခံစားလိုက်ရတယ်နိုးပြီလားသူကလှည့်ပြီးကျမကိုပြုံးပြတယ်ကျွန်တော်မနက်စာလုပ်ထားတယ်စားရအောင်စပွဲပေါ်မှာတော့နည်းနည်းလေးတူးနေတဲ့ပေါင်မုတ်ကင်နှစ်ချက်ပုံစံမကျတဲ့ကြက်ဥကြော်နှလုံးနဲ့နွားနို့ပူပူနှစ်ခွက်ရှိနေခဲ့တယ်ကျမတလုံးမြည်ကြည့်လိုက်တော့အရသာကတော့တာမန်ပါပဲဒါပေမဲ့ကျမတကယ်ကိုစိတ်ချမ်းသာစွာနဲ့စားခဲ့မိတယ်အရသာရှိလိုက်တာလို့ကျမပြောလိုက်တော့ကျိုးချံကတကြားလုံးရတဲ့ကလေးတယောက်လိုမျိုးဝမ်းသာအားရပြုံးတော်တယ်ထမင်းစားပြီးတဲ့နောက်ကျမတို့တည်လာတဲ့တက်တာတွေကိုစတင်ပြီးရှင်းကြတယ်အဝတ်စားတွေကိုဘီရိုထဲစီထည့်တဲ့စားအုပ်တွေကိုစားအုပ်စင်ပေါ်မှာအစီအစဉ်လိုက်တင်ကြတယ်ကျမတို့ဈေးတက်တာတဲ့ကော်စောလေးတစ်ထည်ဝယ်ပြီးအခန်းအလယ်မှာခင်းလိုက်တယ်အပင်စိမ်းအိုးအနှဲငယ်ကိုလည်းပြင်းပေါက်နားမှာအလှဆင်လိုက်တယ်
တင်းငယ်တဲ့အိမ်ငါခန်းလေးဟာကျမတို့ရဲ့ဖြစ်စည်းမှုတွေနဲ့အတူတဖြည်းဖြည်းနဲ့အိမ်တအိမ်ရဲ့နှွေးထွေးမှုတွေရှိလာခဲ့ပြီးမွန်းလွဲပိုင်းမှာတော့ကျမတို့ဆိုဖာပေါ်မှာပူးကတ်ထိုင်ရင်းဇလန်းဟောင်းတစ်ပုဒ်ကိုကြည့်နေခဲ့ကြတယ်။နေအောင်ကြီးနွေးနွေးလေးကခန္ဓာကိုယ်ပေါ်ဖြာကျနေတာကြောင့်လူကအိမ်ငိုက်ချင်လာခဲ့တယ်။ကျမမိကနေအိပ်ပျော်လူနီးပါးအချိန်မှာပဲကျိုးချန်ရဲ့ဖုန်းကမြည်လာခဲ့တယ်။သူဖုန်းကိုယူကြည့်လိုက်တော့မျက်မှောင်ကချက်ချင်းကျုပ်သွားခဲ့တယ်။ဖုန်းဆက်လာသူကလီရှို့လန်ဖြစ်နေလို့ပါ။ကျမတို့အပြင်ပြောင်းလာကြတဲ့ကသူကျမတို့စီပထမဦးဆုံးအကြိမ်ဖြစ်အလိုလိုဖုန်းဆက်လာတာဖြစ်တယ်။ကျိုးချန်ခဏလောက်တွေဝေသွားပြီးမှဖုန်းကိုလက်ခံလိုက်ပြီးစပီကာဖွင့်လိုက်တယ်။ဖုန်းထဲကနေထွက်ပေါ်လာတဲ့အတန်ဟာထိမှတ်ထားသလိုဆဲဆိုတန်တွေမဟုတ်ပဲလီရှို့လန်ရဲ့အားရင်မရှိပဲငိုယိုနေတဲ့အတန်ဖြစ်နေခဲ့တယ်။ကျိုးချန်တားလေးအမေတော့မရတော့ဘူးထင်တယ်။ကျိုးချန်ရဲ့နှလုံးသားကချက်ချင်းထိတ်ခနဲ့ဖြစ်သွားပြီးအမေဘာဖြစ်လို့လဲ။ငါခေါင်းတွေမူပြီးတကိုယ်လုံးအားမရှိတော့ဘူး။အိမ်မှာလဲငါတယောက်တည်းလှုပ်တော့မလှုပ်နိုင်တော့ဘူး။ငါရက်တော်ကြာထမင်းလဲကောင်းကောင်းမစားရဘူးငါဒီအိမ်မှာပဲတည်သွားတော့မယ်ထင်ပါရဲ့သူ့ရဲ့အတန်ကပြတ်တောင်းနဲ့မျောလင်းချက်မဲ့နေပုံရတယ်မောင်လေးမြန်ပြန်လာပြီးအမေကိုကြည့်ပေးပါဦးအမေကိုနောက်ဆုံးအချိန်ဖြစ်ကြည့်ပေးပါဦးနော်ကျိုးချန်ကအလိုလိုမတ်တက်ထားရက်ဖို့လို့တော့ကျမသူ့လက်ကိုဆွဲထားလိုက်တယ်ကျမသူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်းနဲ့ခေါင်းကိုခါပြလိုက်တယ်ကျိုးချန်တက်ပြင်းအရှိကြီးချလိုက်ပြီးပြန်ထိုင်လိုက်တယ်ပြီးတော့ဖုန်းထဲကိုပြောလိုက်တယ်အမေစိတ်မပူပါနဲ့အမေထမင်းမစားလို့စီးချိုသွေးချိုကျသွားတာထင်တယ်ကျွန်တော်အခုအမေအတွက်အပြင်ကနေပါဆယ်မပေးလိုက်မယ်အရင်ဆုံးတစ်ခုစားလိုက်ပါဦးဖုန်းထဲကငိုတန်ကခဏလောက်ရက်တန့်သွားပြီးငါပါဆယ်မလို့ခြင်းဘူးငါကနေအိမ်ပြန်လာတာကိုပဲမြင်ချင်တာကျိုးချန်ကျွန်တော်အခုလောလောဆယ်သွားလို့မရဘူးကုမ္ပဏီမှာအရေးကြီးကိစ္စရှိနေလို့သူကလိန်ပြောလိုက်တာဖြစ်ပါတယ်ဒါဆိုကျွန်တော်အမကြီးစီဖုန်းဆက်ပြီးအမေစီတွားကြည့်ခိုင်းလိုက်မယ်လေသူကအိမ်နီးတာပဲဥစ္စာလီရှို့လန်ကဒီစကားကိုကြားတော့အတန်ထဲကအားရင်မရှိတဲ့ပုံစံကချက်ချင်းပျောက်သွားပြီးဒေါသတန်ဆွတ်လာခဲ့တယ်သူ့ကိုဘာလို့တွားခေါ်ရမှာလဲသူ့မှာလည်းကြည့်ရမယ်ကိုပိုင်မိသားစုရှိတာပဲငါကနင်းပြန်လာတာကိုပဲလိုချင်တာကျိုးချန်ကျွန်တော်အခုတကယ်သွားလို့မရဘူးအမေသူ့ရဲ့လေတံကခိုင်မာနေခဲ့တယ်အမေတကယ်နေမကောင်းဖြစ်နေတာဆိုရင်ကျွန်တော်အခုပဲလူနာတင်ကားခေါ်ပေးလိုက်မယ်ခဏနေရောက်လာလိမ့်မယ်ဖုန်းထဲမှာတိတ်ဆိတ်သွားခဲ့တဲ့အချိန်တော်ကြာအောင်တိတ်ဆိတ်သွားခဲ့ရတယ်လီရှို့လန်တယောက်သူ့ရဲ့သားကသူ့ရဲ့နီလန်ဟောင်းကြီးတွေဖြစ်တဲ့နေမကောင်းပြတာတနာစရာကောင်းအောင်လုပ်တာမိဘကျေးဇူးနဲ့အကြက်ကင်တာအားလုံးကိုတွန်းလှန်တက်နေပြီဆိုတာကိုတွေးမိပုံမရပါဘူးမိနစ်ဝက်လောက်ကြာသွားပြီးမှသူကသွားကိုကြိတ်ပြီးမလိုတော့ဘူးလို့ပြောကဖုန်းခနဲမြည်အောင်ချပစ်လိုက်တော့တယ်ကျိုးချန်ကဖုန်းကိုချလိုက်ပြီးတကူလုံးအားရင်ကုန်ခန်းသွားတယ်လို့မျိုးဆိုဖာပေါ်ကိုမိချလိုက်တယ်ကျမသူ့လက်ကိုစုပ်ကင်ထားလိုက်တော့သူ့လက်ဖွားတွေမှာချွေးစေးတွေပြည့်နေခဲ့တယ်ဒီလိုဆုံးဖြတ်ချက်မျိုးကိုချဖို့အတွက်သူ့မှာဘလောက်အထိခက်ခဲခဲ့မလဲဆိုတာကျမသိတာပေါ့ဒါဟာတွေးသားရင်းချမိခင်တယောက်ဖြစ်လို့ဘလောက်ပဲနာကျင်အောင်လုပ်ခဲ့ပါစေအဲ့ဒီတန်ရောစင်ကြိုးကိုအပြီးတိုင်ဖြတ်တောက်ဖြစ်ဖို့ဆိုတာတကယ်မလွယ်ကူပါဘူးကျွန်တော်လောက်တာမှန်ရဲ့လားလို့သူကကျမကိုတူတူလေးမေးရှာတယ်ကျမခေါင်းကိုအားရပါးရညှိပြလိုက်တယ်မှန်ပါတယ်ကျွန်တော်တို့ဒါဒီနေ့စိတ်ပျော်ပြီးပြန်သွားခဲ့ရင်ပြီးခဲ့တဲ့ရက်ပိုင်းကကျွန်တော်တို့စူးစမ်းခဲ့တဲ့မြအရာအလုံးဟာတဲတဲရေတုံဖြစ်သွားလိမ့်မယ်ကျွန်တော်တို့တွေအဲ့ဒီရှုံနှုံအိုင်ကြီးတွေကိုပြန်ရောက်သွားပြီးဘယ်တော့မှရုံထွက်နိုင်မှာမဟုတ်တော့ဘူးကျိုးချန်ကမျက်လုံးတွေကိုမှိတ်ပြီးတက်ပြင်းအရှိကြီးချလိုက်တယ်ကျွန်တော်နားလဲပါတယ်သူကသတင်းပေါက်အပြင်ဘက်ကနေဝင်ရိုးရီအလှကိုကြည့်ပြီးဒါပေမဲ့အမိနဲ့သားဆက်ဆံရေးကတနေ့မှဒီလိုမျိုးတွေးထွက်တန်ယူမရှိတဲ့စစ်ပွဲကြီးတစ်ခုလိုဖြစ်လာလိမ့်မယ်လို့ကျွန်တော်လုံးဝမတွေးခဲ့မိဘူးကျမသူ့ရဲ့ပခုံးပေါ်ကိုမိလိုက်တယ်ဒါပေမဲ့ကျမသိတာတစ်ခုကတော့ဒီစစ်ပွဲကအခုမှစတင်ရုံပဲရှိသေးတယ်ဆိုတာပါပဲလီရှို့လန်ရဲ့ပထမဦးဆုံးစမ်းသပ်မှုကတော့ရှုံးနိမ့်သွားခဲ့ပြီးဒါပေမဲ့သူနဲ့သူ့ရဲ့သမီးတွေကတော့ဒီလောက်နဲ့တင်လက်လျှော့ချမဲ့သူတွေမဟုတ်ပါဘူးလီရှို့လန်ရဲ့နေမကောင်းပြတဲ့နီးပြူဟာရှုံးနေသွားပြီးနောက်ရက်တော်ကြအောင်ဘာတမ်းမှထွက်မလာခဲ့ဘူးကျမနဲ့ကျူးချန်ကတော့သူတို့တွေခဏလောက်ငြိမ်သွားပြီလို့ထင်နေခဲ့ကြတာပေါ့ဒါပေမဲ့ကျမတို့ကသူတို့ရဲ့အဆက်မရှိတဲ့အတိုင်းအဆကိုရှော့တွက်ခဲ့မိတာဖြစ်တယ်ကြာတာပရိနေ့မွန်းလွဲပိုင်းမှာကျမကုမ္ပဏီမှာအစည်းအဝေးလုပ်နေတော့ဖုန်းကအဆက်မပြတ်တုံခါလာခဲ့တယ်ဖုန်းဆက်လာသူကကျိုးချန်ရဲ့ကုမ္ပဏီကရင်းနှီးတဲ့လုပ်ဖော်ကိုင်ဘက်တအုပ်ဖြစ်တယ်ကျမသူနဲ့2ခါ3ခါလောက်ပဲတွေ့ဘူးတာဖြစ်ပြီးသူကဒီလောက်အထိအရေးတကြီးဖုန်းဆက်လာတာဆိုရင်တခုခုအကြီးကျယ်ဖြစ်ပြီးဆိုတာသိချပါတယ်ကျမလူကြီးတွေကိုခွင့်တောင်းပြီးအစည်းအဝေးခန်းအပြင်ဘက်ကိုထွက်ကဖုန်းလက်ခံလိုက်တယ်ဖုန်းထဲကနေတစ်ဖက်လူရဲ့ပြပြတလဲအတန်ထွက်ပေါ်လာခဲ့တယ်မကြီးမြန်လာပေးပါဦးကျိုးချန်တခုခုဖြစ်လို့ကျမရင်ထဲထိတ်ကနေဖြစ်သွားပြီးသွေးတွေပါအေးခဲသွားတယ်လို့ခံစားလိုက်ရတယ်သူဘာဖြစ်လို့လဲသူ့အမကြီးကကုမ္ပဏီအထိရောက်လာပြီးအခုကုမ္ပဏီရဲ့အဲ့ကြိုကောင်တာမှာအတင်းထိုင်မှုပြီးပြဿနာရှာနေလို့ကျိုးချန်ကမိဘအပေါ်မသိတတ်ဘူးလူအိုကိုနှိပ်စက်တယ်ဆိုပြီးကုမ္ပဏီကတာဝန်ယူဖြည့်ရှင်းပေးဖို့အော်ဟစ်နေတယ်ကျွန်တော်တို့မန်နေဂျာဆိုရင်မျက်နှာတစ်ခုလုံးပြာနှမ်းနေပြီးမကြီးမြန်လာကြည့်ပေးပါဦးဖုန်းချလိုက်တဲ့အချိန်မှာကျမခေါင်းထဲဗလာနဲ့ထိဖြစ်သွားခဲ့ရတယ်ပြီးတော့မှဒေါသလိုင်းလုံးကြီးကရင်ထဲကနေစူပွက်တက်လာခဲ့တော့တယ်သူတို့တွေကကုမ္ပဏီအထိလာပြီးပြဿနာရှာရဲတယ်ပေါ့ဒါကကိစ္စကိုတမင်တကာအကြီးကျယ်ဖြစ်အောင်လုပ်ပြီးကျိုးချန်ရဲ့နာမည်ကိုဖျက်ဆီးဖို့သူ့ရဲ့အလုပ်ကိုဖြုတ်ပစ်အောင်လုပ်ဖို့ကြံစည်နေကြတာပဲဖြစ်တယ်ကျမချက်ချင်းပဲအထက်လူကြီးကိုခွင့်တောင်းပြီးတက္ကစီတစ်စီးကိုအမြန်ငားကကျိုးချန်ရဲ့ကုမ္ပဏီစီကိုတန်မတ်မောင်းခိုင်းလိုက်တော့တယ်ကျိုးချန်ရဲ့ကုမ္ပဏီကအဆင့်မြင့်ရုံးအဆောက်အုံကြီးတစ်ခုထဲမှာရှိတာဖြစ်ပြီးကျမရုံးခန်းအဝင်ဝကိုရောက်သွားတဲ့အချိန်မှာပဲပယမ်းပါတာဖြစ်နေတဲ့မြင်ကွင်းကိုလှမ်းမြင်လိုက်ရတဲ့ကျိုးမင်ကလမ်းဘေးကအဆင့်မရှိတဲ့မိန်းမကြီးတယောက်လိုမျိုးကုမ္ပဏီရဲ့အဲကြိုကောင်းတာကျမ်းပြင်ပေါ်မှာထိုင်ချလိုက်ပြီးပေါင်ကိုတစ်ဖက်ဖက်ရိုက်ကငိုယိုအော်ဟစ်နေခဲ့တယ်လူအများတို့လာကြည့်ကြပါဦးရှင်လာပြီးတရားစီရင်ပေးကြပါဦးကျမမောင်လေးကျိုးချန်ကနာမည်ကြီးတက္ကသိုလ်ကပွဲရထားပြီးကုမ္ပဏီအကြီးကြီးမှာအလုပ်လုပ်နေတာလူရုပ်လေးနဲ့လူမော်ကွဲလေးပါရှင်ဒါပေမဲ့သူကတကယ်မိဘကျေးဇူးမသိတဲ့တားမိုက်ပဲဗျာသူကမိမရတော့အမေရင်းကိုမေ့ပြီးကျမတို့ရဲ့တနာစရာကောင်းတဲ့အမေဦးကြီးကိုအိမ်မှာတယောက်တည်းပြစ်ထားခဲ့တာရှင်အမေကအခုဖျားပြီးကတင်ပေါ်ကတော့မစင်းနိုင်ရှာဘူးအဲ့ဒါကိုသူကတစ်ချက်လေးတောင်လာမကြည့်ဘူးရှင်